အဲ့ဒီအချစ်ဆိုတဲ့အရာကလေကြပြားတွေစာတွေထဲမှာပဲတုံးထိုင်ဖတ်လို့ကောင်းတာလူမှလက်တွေ့ကြကြစဉ်းစားဖို့အုံနောက်ပဲလို့တယ် ဒီချိန်ဆိုနေတိတ်ကိုပြောနေမှာပေါ့နော် ချစ်ဆိုတာဘသူ့ကိုချစ်ရမယ်ဘသူ့ကိုမချစ်အောင်ဆိုပြီးကန့်သက်ထားတဲ့အရာမဟုတ်ဘူးနော်မတီ သမီးရဲ့ဒီနေ့လောက်ရက်ကတိတ်ကိုလွန်သွားပြီနော် အဲ့ဒါမျက်လက်ပါပေးစခဲ့ရလဲဆိုရင်တိလား ငါယုံကြည်ခဲ့တဲ့မြတ်လို့အခုပဲတည်တော့ဟဲ့ မတီးမြင်စနေရလေမတီးတမမြင်စရာပါ မဒီဆောင်ရှောက်ပေးခဲ့တဲ့ကျေးဇူးတွေရလဲရလဲပုံမှန်တပုံအဲ့ကျေးဇူးတွေစိုက်ရင်းနေပဲမဒီနာမှာတစ်သက်လုံးနေခွင့်ရပါစေလို့ညားလဲအမြဲဆုတောင်းပေးတယ် တယောက်တယောက်မိသားစုကြီးမားလာပြီပေးဆက်ခြင်းနဲ့စိတ်ကြီးများလာပြီစိတ်ကြီးဒီမှာလေဒီတော့ချင်းမိနေပြီချင်းလေ ချစ်ကိုတည်ရသူတိုင်းသူများရဲ့ချစ်ချင်းတွေကိုကိုချင်းစားတတ်ရတယ်သူများမြင်နေတဲ့အရာတွေဘယ်မှပြည့်စုံမလို့ ဒါရီဟာဘာလို့မျိုးဆက်ဆက်လက်ဆက်တော့လာရဲဘာလို့အဲ့လိုဆုံးနေလဲ မပိုင်ဆိုင်ကြများမို့လေအချစ်လို့ခေါ်တယ်မပိုင်ဆိုင်